မိဘမဲ့ကလေးငယ်တွေအတွက်စိုင်းရည်တွေကိုကိုယ်တိုင်ထမ်းဖို့လှူဒန်းခဲ့တဲ့ဝင်းရမုံနိုင်တဲ့စီသူဝင်းတို့ရဲ့မွန်မြတ်လာတဲ့အလူအနုပညာလောကရဲ့လိုက်ပတ်ညီလာတဲ့ဇုံတွဲဖြစ်တဲ့တရုတ်ဆောင်ဝင်းရမုံနိုင်တဲ့စီသူဝင်းတို့ကတော့ဘုံကြီးကျောင်းမှာမိတင်းနေထိုင်ကြတဲ့မိဘမဲ့ကလေးတွေအတွက်လိုအပ်နေတဲ့စိုင်းရည်တွေကိုတွားရောက်လှူဒန်းခဲ့ကြပါတယ်ထူးခြားတာကတော့ငွေကြေးလှူဒန်းရုံတင်မကပင်အသားအရည်ပျက်စီးမှုကိုလည်းမမှုပင်ပန်းမှာကိုလည်းမကြောက်ပဲစိုင်းရည်တွေကိုကိုယ်တိုင်ကိုယ်ကျထမ်းပိုးပြီးကလေးငယ်တွေကိုလှူပေးခဲ့တာဖြစ်ပါတယ်မင်းသားမင်းသမီးတွေဖြစ်ပေမဲ့မမာနာတွေကိုဘေးချိတ်ပြီးလှူအားဒါနနဲ့ပါကုသိုလ်ယူနေခဲ့တဲ့သူတို့နှစ်ဦးရဲ့ပုံရိပ်ကလေးတွေကတော့မြင်ရသူတိုင်းကိုကြည်နူးပီတိဖြစ်စေခဲ့ပါတယ်စီသူဝင်းနဲ့အတူတူမိဘမဲ့ကျောင်းတွေအထိအရောက်သွားကစေတနာအပြည့်နဲ့လှူဒန်းပေးနေတဲ့ဝင်းရမုံနိုင်ရဲ့စိတ်ထားလေးကတကယ်ကိုကြီးကျူးစရာပါပဲကလေးငယ်တွေရဲ့စာဝတ်နေရေးအတွက်တစ်ဖက်တစ်လမ်းကအဖြစ်ပေးရုံနဲ့မကပင်ကိုယ်တိုင်ပင်ပင်မမလှူအားပေးခဲ့ကြတဲ့အတွက်ကြောင့်လည်းပြိသက်တွေကစိတ်ထားလေးတွေကမုံမြက်လိုက်တာဆိုပြီးတခဲနဲ့တာတို့ခေါ်ဆိုနေကြပါတယ်အလူအတန်းဆိုရင်အမြဲတမ်းရှီတန်းကနေပတ်ဝန်းလေးရှိတဲ့ဒီစုံတွဲလေးရဲ့မုံမြက်လာတဲ့လောက်ရကြောင်းကလေးငယ်တွေအတွက်လည်းများစွာအကျိုးရှိစေမှာပဲဖြစ်ပါတယ်